ကီယောင်ကမကြခင်တေးရတော့မှချစ်တယ်လို့မင်းဟိုကလည်းလူသားမဟုတ်တဲ့အတွက်သူတို့ရဲ့အချစ်ကလမ်းဆုံးမှာဘာရှိမလဲဆိုလားဘယ်သူမှမသိကြပါဘူးမင်းဟိုကကီယောင်ကိုမင်းကိုငါတကယ်ချစ်တယ်လို့ဖွင့်ပြောခဲ့ပြီးမြဲကီယောင်ကတော့ရှက်နေခဲ့တာပေါ့ဇလန်းရဲ့နောက်ဆုံးမှာတော့ကီယောင်ကသူမရဲ့တေဆုံးခြင်းအတွက်ပြင်ဆင်မှုတွေလုပ်လာခဲ့ပါတယ်။သူမရဲ့အတော်မောင်လေးနဲ့သူငယ်ချင်းတွေအတွက်လက်ဆောင်တွေပေးပြီးနှုတ်ဆက်ဖို့ကြိုးစားနေတာပါ။ကီယောင်ကအိပ်မက်ထဲပါမင်းဟိုကိုသူမရဲ့ဇာပနမှာငိုနေလာမြင်လိုက်ပြီးမငိုပါနဲ့ကျမတော့မငိုဘူးလေလို့ချော့မောင်ရင်နိုးလာတဲ့အခါမင်းဟိုရဲ့အိမ်ကိုရောက်နေခဲ့ပါတယ်။မင်းဟိုကတော့တေမင်းနဲ့ဖျားဆိုတာဘယ်တော့မှမငိုဘူးလို့ပြန်ပြောပေမဲ့သူတို့နှစ်ယောက်လုံးရဲ့မျက်ဝန်းထဲမှာတော့ခွဲခွာရတော့မဲ့ဝမ်းနည်းရိတ်တွေကဖုံးမရအောင်ထင်ရနေပါတော့တယ်။ဒီထူးဆန်းတဲ့အချစ်ဇလန်းလေးရဲ့နောက်ဆက်တွဲမှာကီယောင်တကယ်ပဲတည်ဆုံသွားမလားဒါမှမဟုတ်မဲဟိုကသူမကိုကယ်တင်နိုင်မလားဆိုတာကိုတော့သိကျင်ပါသေးလား